ကဲဒီနေ့ကတော့ဟော့ပေါ့တေးပေါ့ညာတီလူလေးကလည်းဟော့ပေါ့စားခြင်းစရာလေးဆိုတော့လေအမှန်တော့မိမစားခြင်းလို့လိုက်ဖို့ရတာပါဟုတ်ပါဘူးအဲ့ဒါသူကလည်းစားကျင်တာပါဒါပေမဲ့ကိုကတော့ဟော့ပေါ့ကတော့ရှူကောင်းတဲ့ဟင်းကိုရင်ကြိုက်တယ်ပေါ့နော်ဟင်းလေးတွေကလည်းဟင်းပွဲဆိုတော့ပြောရမယ် Chinese food တွေကရှူကောင်းက okay လက်ခံလို့ရတယ်ပေါ့နော်သူစီးနေတယ်လေစင်ပြေရဲ့သူကရှောက်ရလို့တဲ့ချိန်မှာကိုကတေးကြတဲ့စားကြီးရစားဖို့ပြင်ဆင်နေတယ်ဒီမရပြီးပွဲဖြစ်နေရစားခြင်းနေပြီးအဲ့မှာကမလေးကတင်ပြီးရစိတ်ရှိလက်ရှိတင်ပြီးကွက်တဲ့နမလေးလေးမေးလိုက်ပြီးရတခြားလုပ်ပြီးရအဲ့လိုလေးနမလေးမေးပြီးတူတူမရတော့လို့ပြောလာပြီးတော့တခြားကိုပြင်ပြီးရအားပြီးတော့အချင်းထဲတယ်နမလေးကြိုက်တယ်တက်တယ်ကြိုက်တယ်ရမ်းစစ်ကြိုက်တယ်ကြိုက်တော့မြေကြီးထဲတယ်ကြည့်နေနဲ့ပပဟင်းကြည့်ရ recording ပေါ်မှာအတန်တွင်းနေနေအရင်ရပြန်စားကြသွားတယ်ဒါနဲ့စားပြီးတော့ဘိုက်ကြီးကအရင်တင်သွားပြီးတော့မစားတော့ဘူးနောက်ထပ်တလားနေမှာစားမယ်အဲ့လိုမျိုးတလားနေမှာစားမယ်ပြန်တွေးရဟုတ်တယ်ကျွန်တော်တို့နေရာလုံးအလိုပဲစားပြီးသွားပြီဆိုတော့ဘိုက်တင်းတဲ့အချိန်ကျရင်မစားတော့ပါဘူးနောက်တလားနေမှာစားမယ်ဆိုပြီးတော့အခုကြည့်ပါအောင်ဗီဒီယိုပြန်ကြည့်ရင်းနဲ့ကိုစားကြနေပြီပဲအဲ့ဒီဟင်းကိုရမ်းကြိုက်လို့လားတော့မသိဘူးချင်းမိခွေပဲစားနေရတာလေပြီးတော့ sauce တွေပါဆိုလို့ကိုယ်ကစိတ်ကြိုက်လို့ဒီလိုစက်နေပြောနေရင်လည်းအမှပစုံကင်ထားလေးလည်းရပြီပစုံကင်ထားလေးရပြီဆိုတော့ကိုကစားခြင်းပြီးအမှကိုကခွာပြီးတော့ကျွေးရအကုန်လုံးကိုကိုကခွာကျွေးတယ်ပစုံကင်လေးရပြီကိုလာလေးနဲ့စားရပြီးတော့ဟင်းလေးခဏရက်ထားတယ်ပြီးတော့ပစုံကင်လေးပြန်စားတယ်ဆန်းနေနေအေးကုန်တော့ကိုကအေးကြယူပေးရဲ့အဲ့ချိန်မှာကိုကမြန်မာမုတ်တီကြီးတဲ့မုတ်တီပဲနော်သွားယူရဲ့မဆိုးပါဘူးရှိရအဲ့ဒီကိုကိုကြည့်ကိုကြိုက်တယ်ပြီးတော့ ice cream လေးတွေကလည်းမဆိုးပါဘူး flavor လေးတွေကလည်းအစုံပဲဒီလိုလေးနဲ့သူအပြေပေါ့နော်အရင်အဲ့လိုတစားရဲ့ဟိုစစ်ကြီးရဲ့ပူပေးဆိုင်တွေက ice cream လေးလို့ creamy အရင်မဖြစ်ပေမဲ့ okay ရဲ့လက်ခံလို့ရတယ်ပေါ့နော်အဲ့ဒီကစားပြီးတော့ဒါပါပဲဘိုက်တွေလည်းရမ်းတက်သွားပါပြီ bye bye